ချင်းတွေကတပုတ်ဖြစ်တဲ့အမိုးလင်းမိုးဆိုတဲ့ချင်းလေးကိုတိခက်ဒီဆိုပြချင်ပါတယ်ဒီချင်းလေးကဦးဒီမိမနဲ့စိတ်ကောက်တဲ့တချင်းကိုပြောလို့ရမှာပေါ့နော်မိမကိုစိတ်ဆိုးပြီးတော့ထွက်သွားမယ်လုပ်တဲ့အချိန်မှာပေါ့နော်ဒီရွာလာတဲ့ဒီမိုးသူကျေးဇူးတင်နေဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါလေးကိုရေးဆက်ထားတာပါရန်လည်းမြူးတဲ့တချင်းလေးပါနားထောင်လို့လည်းအရင်ကောင်းပါတယ်ချစ်တဲ့ညီကိုများမောင်နှမများနားဆင်ကြည့်ပါ